မေကြောက်ဖြုံကြီးကဘာလို့မို့လဲကြောက်ပြုံတီအမေကြောက်ပြုံယုံထိုးမယ်ကြောက်ပြုံယုံအတွက်ထိုးဖို့အတွက်ဆိုလို့ရှိရင်ကြောက်ပြုံတီးရပါတော့ရင့်နေမှရတယ်နော်ဒီလိုမျိုးလက်နဲ့လေတိုက်လိုက်လို့ရှိရင်ပါနော်သူကတော့မှသူ့ရဲ့ဘွေးရပါနော်ဖြူထုံးလိုမျိုးပေါ့နော်အဖြူတက်လာတယ်နော်ကြောက်ပြုံတီးကယိုထိုးမယ်ဆိုရင်ရင့်နေမှရတာပါရင့်နေကောင်းနေမယ်နော်အဲ့ဒါကိုအမေကဒီမှာအလေကနေပြီးတော့ချမ်းမယ်သူအခွန်နေရပါနော်ခွာချလိုက်သေးလားအဲ့အစိမ့်စိမ့်လေးတွေမနှက်မျောနဲ့နော်ပပလေးမလုပ်နဲ့ခွာတော့ခွာချတကယ်လို့ပေါ့နော်အဲ့ဒီအစိမ့်ရောင်လေးတွေကျန်နေမယ်ဆိုရင်စိမ့်စွာနမ်းမယ်နော်တအားပပကြီးခွာချလိုက်ရင်ပြောပြတာတော်ရုံခွာချလိုက်ဒါတော့မှလေမပြောမယ်ကြောက်ပြုံတီးကတအားရင်းနေတဲ့ကြောက်ပြုံတီးဆိုရင်ပေါ့နော်ဒီဥတိုင်းကခြောင်သွားတယ်ဒါတော့မှအမေအတီးကတိတ်ပြီးတော့ဒါမရင်းသေးဘူးခေါ်သေးတယ်နော်ဒီဥတိုင်းကလေခြောင်သွားတဲ့ဟာဆိုပိုကောင်းတယ်နော်ကိုကတော့ကိုလိုချင်တဲ့အချောင်းအနေထားလေးကိုလှီးနော်ကိုကဘယ်လောက်အနေထားလိုချင်လဲနောက်ပြီးဒီဘိုက်သားကဖြူဖြူပျော့ပျော့လေးတွေဖြစ်နေတဲ့ဟာလေးကိုလှီးချတာအမေတီးကတိတ်ပြီးတော့ပြောမှဆိုလို့ရှိရင်ဒီကတော့အဖျားပိုင်းဆိုတော့ညမနော်ဒါလဲပိုင်းအဖျားပိုင်းကရှူးရှူးဖြစ်နေလို့ကြောက်ပြုံတီးကိုအမေပြောသလိုမျိုးပေါ့အဲ့ဥတိုင်းကခြောင်နေတဲ့အသီးကိုရရင်ပိုကောင်းမယ်နော်ဒီမှာနော်အမေကဥတိုင်းနော်ဥတိုင်းတိတ်မယူအဲ့ဒါတွေကိုအမေရေသွားဆေးလိုက်မယ်နော်ဒီမှာနော်အမေရေသွားဆေးလာတယ်ရေသွားဆေးလာတယ်ဒီကြောက်ပြုံတီးတွေကိုအမေကထုံးရေကြီးနဲ့စိမ့်မယ်နော်ထုံးရေကြီးကတခါတည်းပြပြမယ်ကွန်စားတဲ့ထုံးကိုရေဖြော်ပြီးတော့ဒီမှာအကြည့်ခံထားတာနော်ဘူးလေးထည့်ပြီးတော့လေနော်ဒီမှာဒါအမေဘူးလေးထည့်ပြီးတော့ရေထည့်ပြီးဖြော်ဒါကအမေရေကြည်ခံထားတဲ့ဟာပေါ့နော်ဒါဆိုလို့ရှိရင်ကြာပြီပေါ့ပြပြီဆိုမဲ့လည်းဟိုပါပေါ့9ရက်လောက်10ရက်လောက်ရှိပြီထင်တယ်နော်အမေကအဲ့လိုမျိုးပေါ့ထုံးရေကြီးကတော့ဘာမှမဖြစ်ဘူးနော်ဖြော်ပြီးထားဘာမှမဖြစ်ဘူးမသုံးတဲ့ဘာမှမဖြစ်ဘူးလနဲ့ချီသွားတဲ့ထားလည်းဘာမှမဖြစ်ဘူးနော်ဒါကိုအမေကဒီထဲမှာထုံးရည်ကြီးကိုလောင်းထည့်မယ်တခုပြောမယ်ယိုထိုးတဲ့ပစ္စည်းမှန်သမျှထုံးရည်ကြီးကစိန်ရပါတယ်ဘာလို့စိန်လဲဆိုတော့ယိုထိုးတဲ့ခါကျရင်မပျော်သွားရအောင်လို့ထုံးရည်ကြီးကိုစိန်ရတာနော်ဘာယိုပဲထိုးထုံးရည်ကြီးကသုံးရပါတယ်မသုံးလို့မရအောင်နော်မသုံးဘူးဆိုရင်ကိုယ့်ရဲ့တရက်ယိုဆိုလို့ရှိရင်ပြေးဖြစ်သွားမယ်နော်ပြေးဖြစ်သွားမယ်ငပိကြက်လိုမျိုးဖြစ်သွားလိမ့်မယ်နော်ခိုင်ဘာပဲထိုးသူကထုံးရည်ကြီးသုံးရတယ်နော်ထုံးရည်ကြီးကဒါမှအဖတ်တွေမပြောမှာနော်ပြောပြတာနော်တခါတည်းရှင်းပြလိုက်တာပါနော်ထုံးကတော့ကိုယ့်ကိုဘယ်နှဆုံးမဖြစ်ကိုများလို့ရင်များစိတ်ကိုကတခါတလေမှအခုမှပဲတခါပဲလှုပ်ရှားမယ်ဆိုတဲ့လူဆိုလို့ရှိရင်ထုံးရည်ကြီးကိုထမင်းအေးစားတဲ့ဇွန်လေးနဲ့တဇွန်လောက်လေးပဲထည့်ပြီးတော့ဖြော်ပြီးတော့ထားပြီးတော့မှအပေါ်ရည်ကြီးလေးတွေယူတခုပြောမယ်ထုံးရည်ကြီးရေဖြော်ရင်ဒီလိုကော်ဘူးတွေလည်းပဲသုံးဓာန်အိုးဓာန်ခွက်သုံးလို့မရဘူးသုံးနေဆိုတာနဲ့ဓာန်အိုးဓာန်ခွက်တွေအကုန်လုံးကပြည့်ရမယ်နော်အမေမှာဓာန်အိုးတစ်လုံးအမေမွေးပြီးတော့လှုပ်ပြချင်တဲ့စောကများပြီးထုံးရည်တွေကိုမင်းကဖြော်လိုက်တာအမေဓာန်အိုးကဖင်ကဘာဖြစ်သွားလဲဆိုတော့လေမဲသွားတယ်နော်အဲ့ဒါပြောပြတာနော်ဒီလိုကော်ခွက်လေးနဲ့ပဲသုံးထုံးရည်ကြီးစိမ့်မယ်ဆိုလဲကော်ခွက်သုံးကိုကထားမယ်ဆိုရင်လည်းကော်ဘူးထဲမှာထည့်ပြီးတော့ရေများသူ့ကိုအရင်ဆုံးထုံးကြီးပျော်သွားရအောင်လို့ဇွန်လေးနဲ့မှွေပြီးရေအပြည့်ထည့်ပြီးဖုံးကိုလုံအောင်ဖုံးတာသူ့ရတဲ့သူအရေးကြီးတွေအပေါ်တက်ပြီးအနေတွေအကုန်ထိုင်သွားလိုက်မယ်နော်ဘာမှတော့မဖြစ်ပါဘူးအနေရတော့မရှိဘူးနော်ကွန်စားထုံးကိုလောက်ရတာပါနော်သူ့ဒါကဒီလိုမျိုးစိန်ရတယ်ဆိုတာနော်ပြီးရေပြန်စေးရမှာဘာလို့အောက်မှာအနေထိုင်သွားပြီးအရေးကြီးကိုသုံးတဲ့အတွက်အနေမရှိပါဘူးနော်ဒါကိုအမေကတညရေးစိမ့်မယ်နော်ဒီမှာနော်အမေမနေ့ကတော့တောက်ဖယုံတီးတို့ပေါ့နော်ထုံးရည်ကြီးစိမ့်ပြီးတော့ဒါအမေရေဆေးလာနော်2ရေ3ရေလောက်ရေဆေးရသေးတယ်နော်ထုံးရည်ကြီးစိမ့်ပြီးရေဆေးလိုက်ပါပြီးသွားလို့ရှိရင်အမေကဒါဘာလုပ်မလဲဆိုတော့တချို့ကကျတော့ကြောက်ဖယုံကိုလောက်တဲ့ခါကျရင်ရေနွေးနဲ့ပြန်ပြုတ်တယ်နော်ဒါပေမဲ့အမေကမပြုတ်ဘူးအမေကမပြုတ်ဘဲနဲ့ပေါ့နော်ဒီမှာလေတမယာတီးညှစ်ပြီးတော့သူ့ပေါ့နော်ဒီတဲ့ဟိုဒါတမျိုးအမေကလှုပ်ကြည့်တာပေါ့နော်တမယာတီးဒီတဲ့ဟိုဒါတမယာတီးကနှလုံးနော်တမယာတီးကနှလုံးမှာဒါတမယာတီးနှလုံးကိုပေါ့နော်အမေကညှစ်ပြီးတော့နယ်လိုက်မယ်နော်နယ်ပြီးတော့သူ့ကိုနိုင်ခွက်လောက်စိန်ထားမယ်နော်နိုင်ခွက်လောက်ခဏထားလိုက်မယ်နော်သူတမယာတီးညှစ်ပြီးတော့မှန်အောင်နဲ့နော်နိုင်ခွက်စိန်လိုက်မယ်နော်နိုင်ခွက်ခဏထားလိုက်မယ်ပြီးပြန်လာမယ်
ဒီမှာနော်အမေကြောက်ဖျုံသေးတယ်တများသည်ညှစ်ပြီးတော့စိန်သားကြောက်ကြီးဆေးလာခဲ့ပြီနော်ရေကတော့2ရေ3ရေဆေးလာခဲ့ပြီဒါကအမေချိန်ကြည့်တာ1ကီလိုရှိတယ်နော်1ကီလိုနည်းနည်းကြော်တာပဲရှိတယ်နော်1ကီလိုပဲထားလိုက်ပါဒီမှာတကြားကတော့1ကီလိုလုံးမထည့်ဘူးအမေ9ကစ်ထည့်လောက်ထည့်မယ်နော်3ခွက်လောက်ချန်တာခဲ့မယ်နော်ဒီမှာနော်တကြားထဲမှာတစ်ထုပ်1ကီလိုထုပ်မှာဒီလောက်ချန်တာရယ်နော်သူအဲ့ဒါတကြားရည်နဲ့ဒီလိုမျိုးတကြားရည်နေတာဖြစ်တကြားနဲ့နှဲထားမယ်နော်နှဲပြီးတော့တညသိမ့်မယ်နော်သူဒါကြီးကတော့ဒီနီးကတော့တစ်မျိုးပေါ့နော်အများလုံးနေကြနီးကတော့ကြောက်ဖျုံသီးကိုပေါင်းလိုက်တယ်နော်ပေါင်းပြီးဘာလဲယူနွေးနဲ့ပြုတ်လိုက်တယ်အမေကတော့မပြုတ်ပဲနဲ့ဒီလိုမျိုးလုပ်ကြည့်တာနော်အဲ့ဒါသူကဒါလေးသူကြောက်ဖျုံသီးတွေကနေပြီးတော့သူရေတွေထွက်လာမယ်နော်သူတကြားရည်နဲ့တကြားနဲ့စိမ့်မယ်နော်ပြီးတော့မှသူရေထွက်လာလိမ့်မယ်နော်တညသိမ့်လိုက်ပါမယ်ရှင်ဒီမှာနော်အမေကတော့ကြောက်ပြုံးသီးတွေတကြားရေစိန်ထားတာပေါ့နော်အခုအမေအိုးရက်ထည့်ပြီးတော့ကြိုမယ်နော်အိုးရက်ထည့်ပြီးကြိုမယ်အခုချိန်မှာပေါ့နော်မီးရပြင်းလို့ရတယ်နော်မီးရတားပြင်းပေါ့နော်မီးပြင်းလို့လည်းရပါတယ်အခုချိန်မှာဆိုရင်ပေါ့နော်ဒီအနေထားဆိုလို့ရှိရင်ကြိုထားမယ်နော်ဒီရေရနော်အမေရေထည့်ထားတာမဟုတ်နော်အဲ့ဒါတကြားထည့်ထားတာသူကြောက်ပြုံးသီးကထွက်တဲ့ရေနဲ့တကြားနဲ့ရေပျော်သွားတာနော်ဒါရေမဟုတ်နော်တကြားရေညတွေကတကြားနဲ့ကြောက်ပြုံးသီးနဲ့စိန်ထားတာနော်ခဏကြာသမီးတို့ရေတွေမြင်နေလို့ခဏကြာအမေကရေထည့်ထားတယ်ဖြစ်မှာဆိုလို့နော်အမေပြန်ပြောပြတာနော်ဒါတခြားရေတွေပါနော်ဒီမှာနော်ရတော့မနော်ဖြည်းဖြည်းနဲ့ရေခမ်းလာပြီနော်ရကန်နေပါပြီရကန်နေပြီဆိုရင်နော်မီးကိုအချိန်ချော့ချလိုက်မယ်နော်ဒါပဲဆိုတော့မချော့ဘူးနော်ဒီမှာနော်ဖြည်းဖြည်းနဲ့ရေခမ်းလာပြီနော်စီးလဲစီးလာပါပြီအဲ့ဒါလေးကိုမှွေပေးနေအောင်မယ်နော်တကြားလေးနည်းနည်းပွင့်စားဖြစ်လာပြီဆိုရင်တော့မီးကိုအချိန်ချော့ချလိုက်မယ်နော်။နေထားရပြီဆိုတော့နော်အဆက်မပြတ်မှွေပေးရမယ်နော်။ပြတ်လို့မရပါဘူးနော်။နားလို့မရပါဘူးအဆက်မပြတ်မှွေပေးရပါမယ်နော်။ဒီမှာနော်ဒီလိုတကြားပွင့်တော့မယ်ဆိုရင်မီးကိုအချိန်ချော့ရမယ်နော်။ဒီမှာဒီပေးနဲ့တော့ခမ်းလာပါပြီ။ထောက်လာပြီနော်ဒီပေးနဲ့ဒီထဲမှာပေါ့နော်ဒါကတော့အမေကတော့ဗာဆေးဟိုပါပေါ့အယောင်ဆိုးဆေးမထည့်ထားဘူးနော်တကယ်လို့အစိမ်းရောင်လေးတွေကြိုက်တယ်ဆိုရင်တော့ထည့်လို့ရတယ်နော်စပြီးတော့အစိမ်းကလေးကသူဆိုးဆေးထည့်ထားရမယ်နော်အစားတောက်တွေထည့်တဲ့ဆေးလေးအစားတောက်တွေထည့်တဲ့ဆေးတွေထည့်ဒီစိမ်းသားပေါ့နော်တခြားရည်နဲ့တူတူဟိုရည်ချီစိမ်းသားတစ်ရက်တခြားရည်စိမ်းသားတစ်ရက်2ရက်နောက်ဒီလိုမျိုးထိုးတာကတစ်ရက်3ရက်ပေါ့နော်ဖြည်းဖြည်းနဲ့6လာပါပြီဒီလိုပဲပေါ့နော်ဖြည်းဖြည်းနဲ့မှွေဝအောင်မနော်ဒီမှာနော်အဲ့ဒါကိုအေးခံရမှာနော်အေးခံသူကတော့အခုနေတော့ပျော့နေသေးတယ်နော်အဲ့ဒါပူတာကိုပူတော့ပျော့နေသေးတယ်ဒီမှာနော်ရပါပြီရှင်အမေရဲ့ကြောက်ခွေရုံယူပေါ့နော်ဒါကတော့ပူသေးတဲ့အတွက်အမေကတော့ဒီလိုဘန်းလေးထဲမှာဒါလေတက်လက်ထားတာပေါ့နော်အေးဝါရအောင်လို့နော်အေးဝါရအောင်လို့နော်ဒီမှာထားတာ6သွားမှာနော်သူကမာခုနေတော့ပျော့လေးဖြစ်နေသေးတယ်နော်ရပါပြီရှင်ဒါလေးအေးခံလိုက်ပါနော်အမေရဲ့ဗီဒီယိုပိုင်းတွေကိုကြည့်ရှုပေးတဲ့အတွက်ကိုကြီးတွေမကြီးတွေသားလေးသမီးတွေပေါ့နော်အမေကချစ်ပါတယ်ဘိုင်ဘိုင်